အားလုံးသိပြီးသားစကားလုံးဖြစ်တဲ့ say နဲ့ tell ကဘာကွာခြားလဲဆိုတာကိုချက်လာပြပြပြမှာပဲဖြစ်ပါတယ်နှစ်ခုစလုံးရဲ့အဓိပ္ပာယ်ကတော့ပြောသည်ပဲတက်ရောက်တာပေါ့နော်ဟုတ်ပါပြီအားဆိုလို့ရှိရင်ကျွန်တော် SAY လေးကိုစပြမယ်နော်ကျတော့ဒီ SAY ဆေးကကြတော့စကားလုံးပေါ်မှာဥတည်ပြီးတော့ပြောတဲ့စကားပေါ့နော်ဥပမာဆိုလို့ရှိရင် she said hello သူက hello လို့ပြောခဲ့တယ်ပေါ့နော်ဒါဆိုရင် HCL လို့ hello ဆိုတဲ့စကားလုံးပေါ်မှာအဓိကထားတာကျတော့ tell ကကြတော့လူပုဂ္ဂိုလ်ပေါ်မှာအဓိကထားတာဘသူကိုပြောတာလဲဆိုတော့ပေါ့နော်ဥပမာဆိုလို့ရှိရင် she tell me the truth သူကဆိုရင်ငါ့ကိုအမှန်တိုင်းပြောတယ်အဲဆိုရင်ငါ့ကိုဆိုတဲ့လူပုဂ္ဂိုလ်မှာထားတာပဲဖြစ်ပါတယ်အဲဒီကြောင့်မို့ Cheryl ကshe said me the story ဆိုပြီးတော့ပြောလို့မရပါဘူးဘာလို့ဆိုတော့ဒီမှာကြောက်လူပုဂ္ဂိုလ်ပါသွားတဲ့အတွက်ကြောင့်မလို့ she tell me the story လို့ပဲပြောလို့ရတာပေါ့နော်အဲ့မှာ value သုံးချင်တော့ she told me the story ဖြစ်မှာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီ say နဲ့ tell နဲ့ကွာခြားချက်ကိုလေးကိုသိသွားမယ်လို့ထင်ပါတယ် say ကကြောက်စကားလုံးမှာအဓိကထားပြီးတော့ tell ကကြောက်ချေလူပုဂ္ဂိုလ်မှာအဓိကထားပဲဖြစ်ပါတယ်အဲ့နှစ်ခုလေးကိုကွဲပြားရဆိုလို့ရှိရင်ကိုယ့်ကိုကွဲကွဲပြားပြားလုပ်ထားတဲ့ဥပမာလေးတွေကအောက်က comment box လေးမှာရေးပေးတော့ပါအောင်နော်အဲ့တော့ကျေးဇူးတင်ပါတယ်တတာ